အားလုံးပဲမင်္ဂလာပါဗျာ Resport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျာမန်ကလပ်လီဗာပူးဆင်းနဲ့လမ်းခွဲထားတဲ့နီးပြဇာဘီအလွန်ဆိုကတော့အခုဆို Real Madrid အသင်းနဲ့စာချုပ်ချုပ်ဆိုပြီးဖြစ်တယ်လို့သိရပါတယ်ဇာဘီအလွန်ဆိုဟာ2020အောက်တိုဘာကနေလီဗာပူးဆင်းအသင်းကိုစတင်ကင်တွယ်ခဲ့ပြီးနီးပြသက်တမ်းတစ်လျှောက်ပွဲပေါင်း140ကင်တွယ်ခဲ့ရမှာ89ပွဲနိုင်34ပွဲတည်19ပွဲရှုံးဆိုတဲ့ရလဒ်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ဒါ့အပြင်2023-2024ရာသီမှာဆိုရင်တရားဒီလုံးရှုံးပွဲမရှိစံချိန်တင်ပြီး Bundesliga ချန်ပီယံဆုကိုသိမ်းပိုက်ခဲ့ပါသေးတယ်။ဒါ Bundesliga သမိုင်းကြောင်းမှာပထမဆုံးရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့မှတ်တမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။လီဗာပူးဆင်အသင်းအတွက်လည်းအသင်းသမိုင်းတစ်လျှောက်ပထမဆုံးရခဲ့တဲ့ Bundesliga ချန်ပီယံဆုပဲဖြစ်ပါတယ်။အလွန်ဆိုဟာလီဗာပူးဆင်အသင်းမန်နေဂျာအနေဖြင့်2023-2024ရာသီမှာ Bundesliga ချန်ပီယံဆုနဲ့ DFB Pokal Flair 2024-2025ရာသီမှာတော့ဂျာမန်စူပါဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။လီဗာပူးဆင်အသင်းနဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အလွန်ဆိုတယောက် Real Madrid မှာအောင်မြင်မှုတွေရနိုင်မလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမယ်ဗျာ။တစ်ဆက်တည်းမှာပဲလီဗာပူးဆင်အသင်းရဲ့လစ်လပ်နေတဲ့နီးပြရာထူးကိုManchester United နီးပြဟောင်း Erik ten Hag ကဆက်လက်တာဝန်ယူမယ်လို့လည်းကြားသိရပါတယ်။ Erik ten Hag ဟာ Manchester United အသင်းကို2020ဇွန်လမှ2024အောက်တိုဘာထိကင်တွယ်ခဲ့ပြီးပြိုင်ပွဲစုံ128ပွဲကစား82ပွဲနိုင်20ပွဲတည်36ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။2020-2023ရာသီမှာကာရာဘောင်ဖလား2023-2024ရာသီမှာ FA ဖလားတို့ကိုManchester United နဲ့အတူရယူထားနိုင်ခဲ့ပါတယ်။နောက်လာမယ့်ရာသီတစ်မှာနီးပြတဲ့နှစ်ယောက်မိမိတို့ဆိုင်ရာအသင်းတွေကိုဘယ်လောက်ထိအောင်မြင်အောင်မောင်းနေနိုင်မလဲဆိုတာစောင့်ကြည့်ကြရအောင်ဗျာ။နီးပြတဲ့တွေနဲ့ပတ်သက်ပြီးညီကိုတို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။